မြန်မာတက္ကရီ1389ခုနှစ်မဟာတကြံပွဲတော်အတွင်းပြည်သူများဘေးရန်တရေကင်းရှင်းစေရန်နှင့်အရေးပေါ်ကျန်းမာရေးလိုအပ်ချက်များအတွက်ရန်ကုန်ပြည်သူ့စေယုံကြီးရဲ့အရေးပေါ်ဌာနမှ24နာရီကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ဆောင်ရွက်ထားရှိကြောင်းကိုတာဝန်ရှိသူနှင့်တွေ့ဆုံမေးမြန်းထားပါတယ်။သတင်းပြည်စုံကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ရန်ကုန်ပြည်သူ့စေယုံကြီးမှာမဟာတကြံကာလအတွင်းရာသီဥတုအပူရှိန်ပြင်းထန်တဲ့အတွက်အပူရှက်တဲ့ယောဂဝေဒနာအပူလောင်တဲ့ဒဏ်ရာနဲ့မတော်တဆထိခိုက်ဒဏ်ရာရရှိနိုင်တဲ့လူနာများအတွက်ကုသမှုပေးနိုင်ဖို့ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်းတာဝန်ရှိသူမှခုလိုပြောပါတယ်။တကြံကာလမှာ mass casualty plan ပေါ့သူများလို့ထိခိုက်ဒဏ်ရာရောက်ရှိလာမဲ့အနေအထားလေးထီကိုပြင်ဆင်ထားဖို့ညွှန်ကြားထားလို့ကျွန်တော်တို့ဒီမှာတော့ mass casualty management plan ကျွန်တော်တို့အဲ့ပြင်ဆင်ထားတာရှိပါတယ်လူနာလာကျွန်တော်တို့ဒီအရေးပေါ်ဌာနရဲ့ထွေးရရှိမှဒီသူများလက်ခံကုသနိုင်မဲ့နေရာမျိုးတွေကျွန်တော်တို့စီစဉ်ထားရတယ်ပြီးတော့ကျွန်တော်ဒီ team တွေပေါ့နော် committee တွေအဖွဲ့တွေကျွန်တော်တက်ဆိုင်ရာစေကြီးအပါစပြီးတော့ဌာနမှုတွေတက်ဆိုင်ရာဘာသာရပ်ကဆရာကြီးတွေနဲ့ကျွန်တော်အဖွဲ့တွေကျွန်တော်ပြင်ထားတာရှိပါတယ်ကျွန်တော်တို့ဇက်တိုက် train လုပ်ထားတာတွေရှိပါရောက်ရှိလာအဲ့တန်းကျွန်တော်တို့ဆောင်ရွက်မှာပါပြီးခဲ့တဲ့မက်လမှာကလေးကအပူရှက်တဲ့ယောဂဝေဒနာနဲ့လူနာများရောက်ရှိလာတဲ့အတွက်ကုသမှုများကိုပေးနေရပြီဖြစ်တယ်လို့သိရပါတယ်။ဒီနေ့တစ်နေ့ပုံမပူပြင်းလာတာကြောင့်လာမယ့်ဧပြီလနဲ့မက်လမှာ heat stroke လို့ခေါ်တဲ့အပူရှက်တဲ့ယောဂလူနာများပုံမဖြစ်နိုင်ခြင်းများလာနိုင်တာကြောင့်အစီအစဉ်များကိုစနစ်တကျဆောင်ရွက်ထားရှိပြီဖြစ်ကြောင်းလည်းသိရပါတယ်။အခုမြင်နေရတဲ့အခန်းကတော့ကျွန်တော်တို့ကတော့ heat stroke လူနာတွေအတွက်ပေါ့နော်အပူရှက်တဲ့လူနာတွေအတွက်ကျွန်တော်တို့ပြင်ဆင်ထားတဲ့အခန်းဖြစ်ပါတယ်။ဒီအခန်းမှာတော့အထူးအဖြင့်ကျွန်တော်တို့ air con တက်ဆင်ထားပါတယ်။နောက်တစ်ခုကလူနာတွေအပူချိန်ပြင်းထန်တဲ့အတွက်ကြောင့်သတိလစ်မေမျောတဲ့အခါမှာလည်းသူတို့ရေခဲအုပ်တာတို့နောက်ပြီးတော့ကျွန်တော်တို့ IV fluid တွေပေးတာတို့လုပ်ပေးပါတယ်နောက်တစ်ခုကအောက်ဆီဂျင်ပေးတာတွေပဲလုပ်ဖို့ပြင်ဆင်ထားပါတယ်ဒါကတော့နှစ်စဉ်နှစ်တိုင်းကျွန်တော်တို့ပြင်ဆင်နေကြပါပဲလိုအပ်တဲ့စေဝါကိရိယာတွေလူဝင်အားတွေဒူတီကြတဲ့ဆရာဝန်ဆရာမတွေကိုတော့ကျွန်တော်တို့ရန်ကုန်စေအုပ်ကြီးရဲ့လမ်းညွှန်ချက်နဲ့အညီနောက်တစ်ခုကကျွန်တော်ကျန်းမာရေးဝန်ကြီးဌာနနဲ့လမ်းညွှန်ချက်နဲ့ဒီကော်မတီတည်တည်ဖွဲ့စည်းထားပြီးတော့အချိန်24နာရီပတ်လုံးပြင်ဆင်ထားရှိပါတယ်အပူရှက်တဲ့လူနာတွေနော် heat stroke heat exhaustion လူနာတွေချက်ချင်းရန်ကုန်စေယုံညူရအောင်ပို့ဆောင်ပေးဖို့ရယ်နောက်တစ်ခုကနေရန်ပူတဲ့အချိန်တွေပေါ့နော်ကျွန်တော်ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ထားတဲ့ဒီ SOP guideline ရှိပါတယ်ဒီ guideline အတိုင်းပဲနေရန်ပူတဲ့အချိန်တွေမှာအပြင်မထွက်ဖို့အရေးသေးကိုနေဖို့နောက်တစ်ခုကမဖြစ်မနေအပြင်ထွက်ရမယ်ဆိုရင်လည်းအင်ကြီးလက်ရှိတွေဝတ်ဖို့ထီဆောင်ဖို့အုတ်ထုတ်ဆောင်ဖို့စသဖြင့်ပေါ့နော်အဲဒါကျွန်တော်တို့အကြံပေးချင်ပါတယ်နောက်တစ်ခုကအပျော်မလွန်ဖို့ပေါ့နော်ဒီအပူတိတ်ပြင်းတဲ့အချိန်မှာတချို့လူငယ်တွေကတော့အခမ်းအနားရရှိတယ်ဆိုပြီးတော့ရဲတောက်တာတွေရဲဒေသတောက်စားတာတွေဟလာအချိန်အပူပြင်းဆုံးအချိန်တွေမှာအပြင်မထွက်ဖို့ကျွန်တော်ကမှာကြားချင်ပါတယ်ရန်ကုန်ပြည်သူ့စေယုံကြီးရဲ့ပြင်ပလူနာဌာနမှာနေ့စဉ်လူနာ250နဲ့300ကြားကိုကြည့်ရှုပေးလျက်ရှိနေကြောင်းသိရပါတယ်ရှင်